ထိုတထေးကြီးသည်အလုတ်သွားရန်ပြင်ဆင်နေစဉ်မှာပင်ဇနီးဖြစ်သူ၏စိတ်ကူးတွေးတောတန်များကိုရုတ်တရက်ကြားနိုင်စွမ်းသောစွမ်းရည်တစ်ခုရရှိသွားခဲ့သည်ဇနီးတဲ့ကမွန်းတဲ့ချိန်တွင်ကျင်းပမည့်သူမ၏အချစ်ဆုံးတငယ်ချင်းမွေးနေ့ပါတီသို့သွားရန်စိတ်ကူးနေခြင်းဖြစ်သည်ထိုပါတီတွင်တငယ်ချင်းဖြစ်သူကခန့်ညာချုံမောသောအမျိုးသားမြောက်များကိုဖိတ်ကြားထားသဖြင့်သူမကလည်းအလွန်ဆွဲဆောင်မှုရှိသောကာဝင်တစ်ထည်ကိုဝတ်ဆင်ရန်ဆုံးဖြတ်ထားလေသည်ဤအတွေးများကိုကြားလိုက်ရပြီးနောက်အမျိုးသားဖြစ်သူမှာချက်ချင်းပင်စိတ်မထိန်နိုင်ဖြစ်သွားတော့သည်သူသည်လက်ထောက်ဖြစ်သူအားကားကိုဇနီးတဲ့ရက်နေသောနေရာသို့ချက်ချင်းပြန်ဆုတ်ခိုင်းလိုက်ပြီးနောက်ဇနီးတဲ့ကိုယ်တိုင်ချက်ပြုတ်ထားသောထမင်းဟင်းကိုစားခြင်းသဖြင့်မွန်းတဲ့ချိန်တွင်ရုံးခန်းသို့လာပို့ပေးရန်ပြောလိုက်လေသည်ထိုစကားကြောင့်အမျိုးသမီးမှာအံ့အားသင့်ကကြောင်းအန်းသွားရသည်သူမသည်မတက်တာသည့်အဆုံးစိတ်မပါလက်မပါဖြင့်သဘောတူလိုက်ရပြီးပါတီသို့မလာနိုင်တော့ကြောင်းတငယ်ချင်းဖြစ်သူထံဖုန်းဆက်၍အကြောင်းကြားလိုက်ရတော့သည်မကြာမီပင်မွန်းတဲ့ချိန်သို့ရောက်ရှိလာပြီးအမျိုးသမီးသည်ကြီးရုံးခန်းထဲသို့အစားတောက်များတဲဆောင်ကဝင်လာခဲ့သည်သူမသည်စိတ်ထဲမှနေ၍ခင်ပွန်းဖြစ်သူအားတတွတ်ဆဲရေးတိုင်းထွာနေပြီးသူမ၏ပါတီစီစဉ်ကိုဖျက်ဆီးဖြစ်သည့်အတွက်လည်းအပြစ်တင်နေမိသည်သူမသည်ခင်ပွန်းဖြစ်သူအားတူတစုံကံပေးရင်သူမကိုယ်တိုင်ကြော်ထားသည့်ကြက်ဥကြော်ကိုမီးစမ်းကြည့်ရန်ပြောလိုက်သည်ထိုအမျိုးသားကကြက်ဥကြော်ကိုခက်ယူ၍စားတော့မိအချိန်မှာပင်ဇနီးတဲ့ကအင်းကြက်ဥကြော်ထဲသို့စားများအစမတန်ထည့်ထားကြောင်းတွေးတောနေသည်ကိုကြားလိုက်ရပြန်သည်ထို့ကြောင့်သူကကြက်ဥကြော်ကိုချက်ချင်းပြန်ချထားလိုက်ပြီးဇနီးတဲ့၏ပကံထဲမှစတိတ်အသားကင်ကိုသာမီးစမ်းကြည့်ခြင်းသည်ဟုပြောလိုက်တော့သည်အမျိုးသမီးလည်းမတက်တာပဲသူမ၏အသားကင်ပကံကိုကမ်းပေးလိုက်ရသည်သို့တော်လည်းအမျိုးသားဖြစ်သူမှာတလုံးမြစားပြီးသည်နှင့်ပြင်းထန်လာသောအဆက်တန်ကြောင့်တဟုတ်ဟုတ်နှာချေချောင်းဆိုးဖြစ်သွားရတော့သည်အမှန်တော့ထိုအမျိုးသမီးသည်ခင်မုန်းဖြစ်သူကသူမ၏အသားကင်ကိုလူစားမိကိုကြိုတင်တွေးဆမိထားသဖြင့်ငရုတ်သီးများကိုတမင်တက်အများကြီးထည့်ထားခြင်းဖြစ်သည်သူမ၏မျက်နှာထက်တွင်စိုးရိမ်ပူပန်နေဟန်ပြသနေတော်လဲစိတ်ထဲတွင်မူခိုး၍ဝမ်းသာပီတိဖြစ်နေချေသည်ထိုအမျိုးသားသည်လည်းဇနီးတဲ့ချက်ပြုတ်ထားသောအစားအစာများကိုထပ်မံ၍မစားရတော့ပဲနောက်မိမိအတွက်ချက်ပြုတ်ပေးရန်မလိုတော့ကြောင်းပြောလိုက်လေသည်သို့သောညရမိအခွင့်အရေးကိုလက်လွတ်မခံလိုသောအမျိုးသမီးကရင်းမှာသူမ၏တာဝန်ဝတ္တရားဖြစ်ကြောင်းအတင်းဝင်ပြောရခင်မုန်းဖြစ်သူကသူမ၏လက်ရမှာအလွန်ပင်ညံ့ဖျင်းလာကြောင်းတဲတိုးကြီးပြောချပစ်လိုက်သည်ထို့နောက်ကုမ္ပဏီတွင်အလုံများနေသဖြင့်အချိန်ပိုညလုံးပေါက်ဆင်းရလေရှိကြောင်းဇနီးတဲ့၏အေးရေးပြက်ခြင်းမှကာကွယ်ရန်အတွက်အခန်းခွဲအိတ်ကြဆိုဟုအဆိုပြုလိုက်သည်ထိုအခါအမျိုးသမီးကတယောက်တည်းမအိပ်ရဲသဖြင့်ချက်ချင်းပင်ညှင်းဆန်လိုက်လေသည်အမှန်စင်စစ်တင်းတို့၏အိမ်တော်ရေးမှာအချစ်မပါဘဲစီးပွားရေးအရာဆက်တူလက်ထပ်ထားကြခြင်းဖြစ်သည်ထို့ကြောင့်လက်ထပ်ပြီးတနစ်ကြာသည့်အထိခင်မုန်းဖြစ်သူသည်သူမအပေါ်တွင်အေးဆက်နှင့်အလန့်ကွာဝေးလျက်ရှိနေခဲ့သည်ထိုအမျိုးသမီးခမများခင်မုန်းဖြစ်သူအိပ်ပျော်သွားချိန်မှသာသူ၏အမိုက်စားပိုက်သားရာပစ္စည်းများကိုခိုးယူထိတွေ့ပြီးလွမ်းဆွတ်တန်းတမှုကိုဖြေဖြောင်းနိုင်ရှာသည်ဤအတွေးကိုကြားလိုက်ရသောအခါအမျိုးသားဖြစ်သူမှာအခန်းခွဲအိပ်ရန်ပို၍ပင်စိတ်ပိုင်းဖြတ်လိုက်တော့သည်ခင်မုန်းဖြစ်သူ၏စိတ်ကိုပြောင်းလဲစေရန်အတွက်ထိုအမျိုးသမီးသည်ရောက်ခမဖြစ်သူယောက်ျား၏မိခင်ထံသို့တွားရောက်တိုင်တန်းလေသည်မျှော်လင့်ထားသည့်အတိုင်းပင်မိခင်ဖြစ်သူမှာမချစ်မရဲဖြစ်သွားပြီးချွေးမဖြစ်သူနှင့်အခန်းခွဲမအိပ်ရန်သားဖြစ်သူအားချက်ချင်းအမိန့်ပေးတော့သည်မိခင်ဖြစ်သူကသူမ၏တငယ်ချင်းများအားလုံးတွင်မြေးများရနေကြပြီဖြစ်တော်လဲသူမတွင်မူမြေးတယောက်မျှမရှိသေးကြောင်းပြောဆိုသည်သို့သောသားဖြစ်သူကကုမ္ပဏီမှာလောလောဆယ်အရေးကြီးသောတိုးတက်မှုအဆင့်သို့ရောက်ရှိနေသဖြင့်လာမည့်3နှစ်အတွင်းကလေးမယူလိုသေးကြောင်းပြန်ပြောသည်ဤစကားကိုကြားသောအခါမိခင်ဖြစ်သူမှာပို၍ပင်ဒေါသထွက်သွားရသည်တားဖြစ်သူ၏ဖခင်သည်လည်းငွေရှာဖို့တခုသာစိတ်ဝင်စားပြီးမိသားစုကိုပြစ်ပယ်ထားခဲ့ဘူးကြောင်းပြောဆိုပြီးနောက်တားဖြစ်သူတွင်လျှို့ဝှက်မရငယ်ရှိနေ၍သာဇနီးတဲ့အပေါ်ဤမြအေးဆက်နေခြင်းဖြစ်နိုင်သည်ဟုပင်တန်တရားဝင်လာတော့သည်မိခင်ဖြစ်သူအတွေးလုံးမသွားစေရန်အတွက်အမျိုးသားဖြစ်သူမှာအခြားအခန်းသို့မပြောင်းရွှေ့တော့ဘဲနေထိုင်ရန်သဘောတူလိုက်ရတော့သည်ထိုနေ့ညတွင်ဇနီးဖြစ်သူကသူ့အားမျှော်လင့်ချက်အပြည့်ရှိသောမျက်ဝန်းများဖြင့်စိုက်ကြည့်နေသည်အမျိုးသားဖြစ်သူမှာစိတ်မသက်မသာဖြစ်ရသဖြင့်မိပိတ်ပြီးအိတ်ဆက်ရန်ပြင်ဆင်လိုက်တော်လဲဇနီးဖြစ်သူကမူခင်မုန်းဖြစ်သူ၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်အချိုးအစားကိုမေးမောကြည့်ရှုလိုသဖြင့်မိကလုတ်ကိုကြိုတင်၍ရိုက်ခွဲဖျက်ဆီးထားပြီးဖြစ်နေသည်သူမကလက်ထပ်ပြီးတနစ်တာကာလအတွင်းတစ်ကြိမ်တစ်ခါမျှနမ်းရှုံမှုခြင်းမရှိသေးသဖြင့်မိမိအားနမ်းရှိုက်ရန်တောင်းဆိုလေသည်အမျိုးသားဖြစ်သူမှာညှင်းဆန်ခြင်းတော်လဲဇနီးတဲ့၏မျက်နှာထမ်းမှမျှော်လင့်ချက်အပြည့်ရှိနေသောအမှုအရာကိုမြင်တွေ့လိုက်ရသောအခါပထမဆုံးအကြိမ်ဖြစ်အရှုံးပေးလိုက်ရပြီးနောက်